အားလုံးမင်္ဂလာပါ Saturday Insight ကနေပြီးကြိုဆိုပါရစေ။ဒီကနေ့2026ခုနှစ်ဇွန်လ28ရက်နေ့ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြပါမယ်။ဂျော်ဂျီယာအစိုးရလွှတ်တော်အမတ်များနဲ့အတိုက်ခံပါတီအမတ်များကြားရုံးရင်ဆန်ခတ်တွေဖြစ်ပွားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ဒီဖြစ်ပျက်ဟာနွေရာသီအစည်းအဝေးကာလရဲ့နောက်ဆုံးအပြေအဝတက်ရောက်တဲ့အစည်းအဝေးမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့အဲဒီအစည်းအဝေးမှာဝန်ကြီးချုပ်အီရာကလီကိုဗာချစ်ကသူ့ရဲ့နှစ်စဉ်အစည်းအဝေးခန်းစာကိုတင်ပြနေတဲ့အချိန်လေးဖြစ်ပါတယ်။ဒီရန်ပွဲဟာမြင်းဆွေးနွေးသည့်အပိုင်းမှာစတင်ခဲ့တာဖြစ်ပါတယ်။နိုင်ငံရေးအကြောင်းကြောင့်နိုင်ငံပြည်ပမှာနေထိုင်နေရတဲ့ရခိုင်ဝန်ကြီးချုပ်ဟောင်းဂျော်ဂျီယာခါရာရီယာဦးဆောင်တဲ့ဂျော်ဂျီယာအတွက်အတိုက်ခံပါတီလွှတ်တော်အမတ်ဂျော်ဂျီယာရှာရာရီစီကအဇာဘိုင်ဂျန်သမ္မတအီဟမ်အလီယက်မကြာသေးမီကဂျော်ဂျီယာနိုင်ငံကိုရောက်ရှိလာခဲ့တဲ့ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ဝန်ကြီးချုပ်ကိုယ်တိုင်ပါဝင်ပတ်သက်မှုရှိတယ်လို့ထင်မြင်ယူဆချက်တွေကိုထုတ်ဖော်ပြောကြားခဲ့ပြီးတဲ့နောက်ဒီလိုမျိုးရန်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။မီဒီယာမျိုးကထုံးလွှင့်ခဲ့တဲ့မီဒီယာမှတ်တမ်းတွေအရတော့လွှတ်တော်အမတ်များစွာကတဦးနဲ့တဦးရုံးရင်ဆန်ခတ်ဖြစ်ပွားခဲ့ပြီးစိတ်စော်ကားတဲ့စကားတွေပြောဆိုကြတဲ့အပြင်ကိုထိလက်ရောက်ကျူးလွန်တိုက်ခိုက်မှုတွေကလည်းမင်းနေနေငယ်ကြအောင်ဆက်လက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ရန်ပွဲဆက်လက်ဖြစ်ပွားနေချိန်မှာလွှတ်တော်ရုံးချုပ်ရေးအတိုက်ခံလွှတ်တော်အမတ်များကိုအစည်းအဝေးခန်းမှာတွေကနေဖယ်ရှားခဲ့ကြတာဖြစ်ပါတယ်။ဗီဒီယိုမှတ်တမ်းတွေအရဒီရန်ပွဲဟာအစပိုင်းမှာအစိုးရဂျော်ဂျီယာအိမ်မက်ပါတီကအီရာကလီကလာစီနဲ့ဂျော်ဂျီယာတက်ပါတီကဂီကာပါရူလာဘာတို့အကြားစတင်ခဲ့တာဖြစ်ပြီးတော့နောက်ပိုင်းမှာတော့အမျိုးသားအမျိုးသမီးလွှတ်တော်အမတ်များပူပါဝင်လာကြတာဖြစ်ပါတယ်။ထိခိုက်တွေ့ဆုံမှုနဲ့လက်ရှိကိုထိလျောက်ကျူးလွန်မှုတွေဖြစ်ပေါ်နေချိန်မှာဝန်ကြီးချုပ်ကိုဗာချစ်နဲ့သူ့ရဲ့အဖွဲ့ဝင်တွေကတော့ဝေးလံတဲ့နေရာကနေထိုင်နေရင်းသာကြည့်ရှုနေကြတာဖြစ်ပါတယ်။မင်းမြတ်ဆွေးနွေးတဲ့အပိုင်းမှာတော့စင်မြင့်မော်ကနေပြောကြားချက်တွေအရဂျော်ဂျီယာတက်ပါတီကဂျော်ဂျီယာရှာရာရီစီကတမ်တာအလီယက်၏အေဗီလာခီးစင်နဲ့အစိုးရပါတီတည်ထောင်သူဂုံထူးဆောင်ဥက္ကဋ္ဌဗီဇီနာအီဗာနီရှာဗီလီနဲ့တွေ့ဆုံခဲ့တဲ့အကြောင်းကိုရည်ညွှန်းပြောကြားခဲ့တာဖြစ်ပါတယ်။ဒီတွေ့ဆုံမှုရဲ့မှတ်တမ်းတွေအရလူမှုကွန်ရက်ပေါ်မှာအလင်းမြန်ပြန့်နှံ့ခဲ့ပြီးတဲ့နောက်အဲဒီဗီဒီယိုဖိုင်ကဝန်ကြီးချုပ်ကိုဗာချစ်ဟာနောက်ွယ်ကနေလိုက်ပါလာတာကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ဒီချက်ကြောင့်သူဟာအစိုးရပါတီဝင်တွင်မှာအေးပါမှုနဲ့အခမ်းကဏ္ဍသာရှိပြီးတော့အမှန်တကယ်အာဏာအပြည့်အဝကိုအီဗာနီရှာဗီလီကသာဂင်ဆွဲထားတယ်ဆိုတော့ထင်မြင်စချက်တွေကိုပုံမှုခိုင်မာစေခဲ့တာဖြစ်ပါတယ်။တမ်တာအလီရဲ့ဂျော်ဂျီယာနိုင်ငံရောက်နေချိန်မှာတနိုင်ငံလုံးကဒီပုံရိပ်တွေကိုမြင်တွေ့ခဲ့ကြတာဖြစ်ပါတယ်။အစိုးရအတွင်းရှိအမေရိကန်အခမ်းကဏ္ဍနဲ့ယာတုအနေအထားကိုပြသနေတာပါပဲလို့ရှာရာရှီစီကပြောကြားခဲ့ပြီးအဲဒီနောက်အစည်းအဝေးခန်းမထဲမှာဆူညံတန်တွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒါကဘယ်လိုဖြစ်နိုင်တယ်လဲကျွန်တော်တို့ကိုရှင်းပြပါ။ဂျော်ဂျီယာနိုင်ငံမှာဝင်ကြီးချုပ်များစွာရှိခဲ့ပေမဲ့ဒီလိုမျိုးဝင်ကြီးချုပ်ကတော့တစ်ခါမှမရှိခဲ့ဘူးပါဘူးလို့သူကဆက်လက်ပြောကြားခဲ့တာဖြစ်ပါတယ်။တင့်ရဲ့ရှက်ကြောက်စိတ်မရှိမှုနဲ့ရိုင်းဆိုင်တဲ့အမူအရာတွေကိုတခြားနေရာမှာပြသပါလို့လည်းသူကအစိုးရပါတီဝင်လွှတ်တော်အမတ်များကိုရည်ရွယ်ပြီးတော့ပြောဆိုခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲအစိုးရဘက်ကလည်းကျေလောင်းနဲ့ပြန်ပြောဆိုမှုတွေပြုလုပ်ခဲ့ကြပြီးတော့ခဏကြာမှာပဲရှာရာရှီစီကစီမြင့်မော်ကနေဆင်းလာပြီးတော့လွှတ်တော်အစည်းအဝေးတွေကိုတိုက်ရိုက်ထုတ်လွှင့်နေတဲ့အစီအစဉ်ကိုခိတ္တရနာချိန်မှာပဲရန်ပွဲကစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီရန်ပွဲတိုက်ခတ်မှုမှာပါဝင်ခဲ့သူများနဲ့အစိုးရဂျော်ဂျီယာအိမ်မက်ပါတီကလွှတ်တော်အမတ်၃ချိန်မြောက်အိုလံပစ်အလေးမပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့တဲ့လာရှာထာလာခါစီနဲ့ဥရီယာလွှတ်တော်ကုမ္ပဏီဥက္ကဋ္ဌအာချီကော်ဒူလာဒါစီတို့ကရှင်းလင်းလင်းမှတ်မိဖော်ထုတ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ဒီအဖြစ်ဖြစ်ပွားပြီးတဲ့နောက်လွှတ်တော်အဆောက်အုံတွေမှာအရေးပေါ်ဆေးဘက်ဆိုင်ရာအကူအညီပေးရေးအဖွဲ့ကိုခေါ်ယူခဲ့ပြီးတော့အဲ့ဒီအဖွဲ့ဝင်များကိုလည်းလွှတ်တော်တွင်းမှာပဲတွေ့မြင်ခဲ့တာဖြစ်ပါတယ်။ဒါကတော့ဒီနေ့ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေပဲဖြစ်ပါတယ်။နောက်ထပ်နိုင်ငံတကာသတင်းတွေကိုပြန်လည်တွေ့ဆုံကြပါမယ်။ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။